ကောင်မလေးကသူမရဲ့ grey မျက်လုံးကိုအသုံးပြုပြီးကြည့်လိုက်တဲ့အခါမှာတော့ကောက်ကျစ်တဲ့မိန်းမကြီးဟာတခြားယောက်ျားနဲ့ကိုယ်ဝင်ရနေတာကိုမြင်လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီမိန်းမကကောင်မလေးရဲ့ဆရာဖခင်နောက်ကိုတကောက်ကောက်လိုက်နေတာပါ။ဒါကြောင့်ကောင်မလေးကသူမရဲ့အဖေကိုပါ grey မျက်လုံးရသွားအောင်ဂါထာမှန်းမှုတ်ပေးလိုက်ပါတယ်။အဲ့ဒီအခါမှာတော့ရှိုးဟာအဲ့ဒီမိန်းမရဲ့ကိုယ်ဝင်ကြောင်းကိုချက်ချင်းသိသွားပါတော့တယ်။ရှိုးဟာဒေါသထွက်လွန်းလို့တွေးအံတဲ့အထိဖြစ်သွားတဲ့အခါကောင်မလေးကသူမအဖေမှာကျင်းစာတစ်ခုအတိုက်ခံထားရမှန်းရိပ်မိသွားတယ်။သူမအထူးစီမံထားတဲ့ဆေးလုံးလေးကိုထုတ်ပေးပြီးစစ်တောက်လိုက်တဲ့အခါမှာတော့နောက်ထပ်ဂါထာတစ်ခုနဲ့ကျင်းစာကိုခြေဖြတ်ပေးလိုက်ပါတယ်။အဲ့ဒီအခါမှာတော့အနှစ်40ကြာလေးဖြတ်နေတဲ့ဂျိုးရဲ့ဝေဒနာဟာချက်ချင်းတက်တာပျောက်ကင်းသွားပါတော့တယ်။အဲ့ဒီတော့မှသူလူရက်ခံခဲ့ရတဲ့သမီးရင်းလေးဟာတာမန်လူတစ်ယောက်မဟုတ်မှန်းစီနားလည်သွားခဲ့ပါတယ်။သမီးဖြစ်သူအပေါ်အကျွေးတင်နေတာတွေကိုပေးဆက်ဖို့အတွက်စီဟာသူမကိုကြောက်မြတ်ရတနာလေးလံပွဲတစ်ခုစီခေါ်သွားခဲ့တယ်။ပထမဆုံးလေးလံတင်တဲ့ပစ္စည်းကတော့ကြောက်ရိုင်းတုံးကြီးတစ်တုံးပါ။အဲ့ဒီအထဲမှာရှားပါတဲ့နီလာပြပါတယ်လို့အားလုံးကပြောနေကြတယ်။ကြောက်မျက်နှာပြင်ပေါ်မှာအစိမ့်ကွက်လေးတွေ့ရတာကြောင့်လူတိုင်းကလည်းအယုံကြည်ရှိနေကြတာပေါ့။ကောင်မလေးက grey မျက်လုံးနဲ့တစ်ခါထပ်ကြည့်လိုက်ပြန်တယ်။တကယ်တော့အဲ့ဒီကြောက်တုံးကဘာတန်မိုးမှမရှိဘူးဆိုတာသိလိုက်ရလို့အဖေဖြစ်သူကိုလေးလံမဆွဲဖို့တားလိုက်ပါတယ်။အဲ့ဒီအချိန်မှာတထေးကြီးတစ်ယောက်ကပတ်စံမရှိရင်လေးလံပွဲမလာနဲ့ဆိုပြီးလှောင်ပြောင်ပေမဲ့ကောင်မလေးကတော့ဂယုမစိုက်ခဲ့ပါဘူး။နောက်ဆုံးမှာတော့အဲ့ဒီတထေးကြီးကဒေါ်လာ2 သန်းနဲ့ကြောက်တုံးကိုဝယ်လိုက်ပါတယ်။ဒုတိယမြောက်ကြောက်ရိုင်းတုံးကိုထုတ်လာတဲ့အခါမှာတော့ထူးထူးခြားခြားဘယ်သူမှလေးလံမဆွဲကြဘူး။အားလုံးကဒါဟာတာမန်ကြောက်ခဲပဲလို့ထင်နေကြတာပါ။ကောင်မလေးကကြည့်လိုက်တဲ့အခါမှာတော့အထဲမှာအဖိုးမဖြတ်နိုင်တဲ့ယတနာရှိနေတာကိုမြင်လိုက်ရတယ်။ဒါကြောင့်အဖေဖြစ်သူကိုလေးလံဆွဲဖို့ချက်ချင်းပြောလိုက်ပါတယ်။ဆီကဒေါ်လာ9 သန်းနဲ့လေးလံတင်လိုက်တဲ့အခါဟိုတထေးကြီးကဒီကြောက်တုံးက$9တော့မတန်ဘူးဆိုပြီးထပ်လောင်ပြန်တယ်။ကောင်မလေးကတော့ဒေါ်လာတန်း50နဲ့လောင်းကြီးထပ်လိုက်ပြီးဘသူကြောက်တုံးကပိုတန်မိုးရှိလဲဆိုတာကြည့်ဖို့စင်ခေါ်လိုက်ပါတယ်။ကောင်မလေးကစင်ပေါ်ကိုယုံကြည်မှုအပြည့်နဲ့တက်သွားပြီးတထေးကြီးရဲ့ကြောက်တုံးကိုဖျက်ကြည့်လိုက်တယ်။အထဲမှာဒေါ်လာတန်း20လောက်တန်တဲ့ကြောက်စိမ့်တွေထွက်လာတော့တထေးကြီးကအယမ်းပျော်သွားတာပေါ့။ဒါပေမဲ့ကောင်မလေးကအောက်ခြေဘက်ကိုထပ်ဖြတ်လိုက်တဲ့အခါမှာတော့တာမန်ကြောက်ခဲကြီးပဲဖြစ်နေတာကိုတွေ့လိုက်ရတယ်။တထေးကြီးကတော့သူပဲအသာစီးရနေတော့မဲလို့ထင်နေတာပေါ့။ကောင်မလေးကသူမရဲ့ကြောက်တုံးကိုဖျက်လိုက်တဲ့အခါမှာလည်းတာမန်ကြောက်ခဲကြီးပဲဖြစ်နေပြန်တယ်။တထေးကြီးကသူမကိုအားရပါရလှောင်ပြောင်နေတော့မှပဲကောင်မလေးကဒုတိယအကြိမ်ထပ်ဖြတ်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့တလောကလုံးမှင်တက်သွားရလောက်အောင်အပြစ်အနာစာမရှိတဲ့အနည်းဆုံးဒေါ်လာတန်း100တန်နဲ့ပထမကြီးပေါ်ထွက်လာပါတော့တယ်။